ခါဆိုရင်တော့အပြီးတိုင်းကျွန်တော်တို့ပပျောက်အောင်လုပ်ရမယ်အချိန်ရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့ဒီ scammer ကိုကျွန်တော်တို့အပြီးတိုင်းချိန်မိုးရမယ်အချိန်ရောက်ပါကြားဖြတ်တက်ဖြတ်ရေးမစခင်မှာကျွန်တော်နည်းနည်းလေးအရှိမနည်းနည်းလေးပေါ့နည်းနည်းလေးကျွန်တော်ရှင်းပြချင်တယ်ရှိတယ်ဒါဟိုရင်တော့တစ်ခါရှင်းပြခဲ့ပြီးပေါ့နော်ရှင်းပြခဲ့ဒီရွှေကုတ်ကိုကျွန်တော်တို့ကနိုင်ငံခြားယင်းနှိမ့်ညွှန်မှုကျွန်တော်တို့စပြီးတော့ဖိတ်ခေါ်ရဲဆိုတာကကျွန်တော်တို့ဒေတာဖုတ်ပြိုတိုးတက်စီခြင်းလို့ကျွန်တော်တို့နိုင်ငံခြားယင်းနှိမ့်ညွှန်မှုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မျိုးပြလုပ်ခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီနိုင်ငံခြားသားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့နည်းပညာတွေနဲ့ဒီကမ္ဘာပေါ်မှာလေလည်မှုပြုလုပ်လာတယ်ဆိုတာကိုတို့အခုနောက်ပိုင်းမှာတွင်တွင်ကြဲကြဲလေးသိခဲ့ရအဲ့ဒါကြောင့်မလို့တို့ကအခုဒီအချိန်ခါမှာဒီကမ္ဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူကိုတို့ကဒီ scammer ခေါ်ကြားဖြတ်တိုက်ဖြတ်ရေးကိုတို့အရင်တော့ပြောထားတဲ့ plan A plan B plan C ဆိုတဲ့နေရာမှာကိုတို့အရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့ကအခုကိုတို့က plan B ကိုကြော်ပြီးတော့ plan B plan C B နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့ပြီးကန်ဖယ်ရှားရှင်းလင်းဖို့အတွက်ကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းကိုတို့တက်ပြတ်ဖို့ကတော့လက်ရှိကတော့အခုတို့ဒီပြီးခဲ့တဲ့ကာလတော့လည်းကိုတို့ဒီထိုင်းရဲ့ကိုတို့နိုင်ငံရဲ့အနည်းဆုံးထိုင်းနယ်စပ်မှာလည်းထိုင်းဝန်ကြီးချုပ်ပြောလာတာရှိတယ်ဒီပေါ်မှာလည်းကိုတို့လေးစားတံပိုးထားပါတယ်အဲ့တော့ဒီနောက်ဒီကိုတို့ဒီကမ္ဘာနိုင်ငံတီးတီးကလူလားနေတဲ့ဒီကြားဖြတ်ဖယ်ရှားရှင်းလင်းရေးကိစ္စကိုကိုတို့ကတော့အခုကိုတို့နိုင်ငံဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူပေါင်းပြီးတော့ကိုတို့ကတော့လုံးဝပပျောက်နေကြည့်ဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါကိုအပြီးတိုင်ဖယ်ရှားရှင်းလင်းတော့မှာคือနောက်ဆုံးတော့ကိုတို့ကရေလုံးကရွှေကုတ်ကိုဒေတာမှာကိုတို့ကဒီ scammer တွေကိုတို့ကရှင်းထုတ်ပြီးသွားပြီရှင်းထုတ်ပြီးသွားတဲ့နေရာမှာခုနကနောက်ပိုင်းမှာကျတော့တို့ကဖြည်းဖြည်းလေးပြန်စိတ်ဝင်လာပြီးတော့မှခုနကမထေမှတ်ထားတဲ့နေရာတွေမှာscammer ပြန်လုံနေတယ်လို့ကိုတို့ကသိရတယ်ဒါရွှေကုတ်ကိုထဲမှာမဟုတ်ဘူးပေါ့ရွှေကုတ်ကိုရဲ့ဒီအပြင်အဆက်တချို့နေရာတွေမှာအဲ့လိုနေရာမှာလုံနေတာသိရတဲ့အတွက်ဒီရွှေကုတ်ကိုပတ်ဝန်းကျင်မှာပေါ့ရွှေကုတ်ပတ်ဝန်းဘာလို့ဆိုကိုတို့ကအခုကထုတ်ပြန်လို့မရသေးဘူးဆိုတာကကိုတို့ဝင်ရောက်ချိန်မုန်းနေချိန်အခုတို့ထုတ်ပြန်လိုက်ရင်တတိပေးသလိုဖြစ်သွားမယ်အဲ့တော့ကိုတို့လုံတဲ့အချိန်ကြရင်အဲ့တော့ပုတ်ပွင့်တွေ့ရပါတော့အခုဒီတစ်ခေါက်တော့ပွေလင်းညင်တာဆိုတာကိုတို့လုပ်ပြပါမယ်ဟုတ်တယ်ဒီခေါက်မှာကျွန်တော်တို့ပြီးရှင်းပါဒါကကျွန်တော်တို့ကငကိုတွေကမူလကလေးကကျွန်တော်တို့ကြားဖြတ်နှိမ်နေအထူးတပ်ဖွဲ့ရှိပြီးသားပဲကျွန်တော်တို့အလုံးလုံးရမယ့်အချိန်ရောက်ပြီကျွန်တော်တို့ကြားဖြတ်အထူးနှိမ်နေတပ်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိမ်လေးချင်းထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်တဲ့လောက်ကျွန်တော်တို့အလုံးလုံးရတော့မယ့်အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်တို့အလုံးလုံးတာဆိုတော့အဲ့ဒီတော့လာပဲကိုတို့တိုက်ဖြတ်ပြီးနောက်ပိုင်းမှာတော့တော်တော်များများကရွှေ့သွားကြတာပေါ့ဒီကြားဖြတ်အလုပ်ကလည်းသိတဲ့အတိုင်းပဲသူကကွန်ပျူတာလေးနဲ့ဖုန်းနေနဲ့လုပ်တဲ့အလုပ်ဖြစ်တော့ဟုတ်လားအဲ့လိုပေါ့နည်းနည်းပြန်စိတ်ဝင်လာတော့အခုလက်ရှိအခြေအနေတစ်ခုမှာကိုတို့ကတော့ဒါတီးတီးကြရပြီဆိုတာတော့အခုဒီတရားကိုတို့ကအပြီးတိုင်ဖယ်ရှားရှင်းပြီးတော့ရှေ့ဘယ်လိုဆက်လုပ်ရမလဲဆိုတာဒါအခုနံပါတ်1ဖယ်ရှားရှင်းလေးအစီအစဉ်ကိုတို့ဒီလောက်ရွှေကုတ်ကိုဝန်းကျင်အဲ့လိုပေါ့ဟိုနည်းနည်းတွေကိုကိုတို့စရင်ရထားတော့1000ကျော်2000ပတ်ဝန်းကျင်လောက်တော့ရှိမယ်လို့ကိုဒီလက်ရှိဒီစစ်စင်ရေးအခုဖမ်းဆီးတဲ့စစ်စင်ရေးလုံးမှကိုတို့ဖမ်းပြီးမှအဲ့လိုသိရမှာဒါကတော့ကျွန်တော်တို့အမှန်တကယ်တော့အစိုးရနဲ့အစိုးရချိတ်ဆက်မှာပေါ့ဒါပေမဲ့တချို့နေရာတွေမှာကျွန်တော်တို့ပုဂ္ဂိုလ်ရေးရရင်းနှီးတဲ့လူမှုရေးရရင်းနှီးတဲ့အပိုင်းတွေမှာလည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့အကြောင်းကြားထားတာလည်းရှိပါတယ်ကိုတို့ကအဲ့ဒီကေပတ်တုံးကလည်းကိုတို့
ပြောထားဘူးတယ်။ဘာလို့ဆိုလူဦးရေများတဲ့ဝင်ရောက်နှိမ်နေတဲ့အဖွဲ့နဲ့ဒီအထက်ကလူဦးရေကထင်ထားတဲ့ပူများသွားရင်တော့ကိုတို့နည်းနည်းလေးထိတ်ခတ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ရှင်းပြောရင်လူဖမ်းတဲ့နေရာမှာလဲသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ဒါကိုတို့ကလက်နက်သုံးခွင့်မရှိဘူး။ရှင်းပြောထိခိုက်တန်ရအောင်ကိုတို့လုံးလို့မရဘူးဆိုတဲ့နေရာမှာတော့သူတို့ဝရုံသုံးကထွက်ပြေးသွားရင်တော့ကိုတို့ထိတ်ရတော့နည်းနည်းခတ်တယ်ဒါပဲအဲ့အတွက်လည်းကြိုတင်ပြီးတော့ပြောပြထားတာရှိတယ်ကိုတို့လုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ရောက်လာနိုင်တဲ့အကြောင်းပေါ့နော်။တို့ကချောင်းကူးပြီးတော့ပြေးကြတာပေါ့ကျွန်တော်တို့ဒီအချိန်ဒီကာလဟန်ဆောင်တရုပ်ဆောင်လုပ်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကဒီအချိန်ဒီကာလဟာကျွန်တော်တို့အပြတ်ကိုချီမောရမယ်ကျွန်တော်ခုနပြောပြီးကျွန်တော်မှ plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းပဲ C ကဇက်သိမ်းပဲဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတဲ့ကျွန်တော်တို့ဒီဝေလေကိုင်းဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့မှနော်ဒီဒါကဒီတစ်ခါဆိုရင်တော့အပြီးတိုင်းကျွန်တော်တို့ပပျောက်အောင်လုပ်ရမယ်အခြေရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့ဒီ scammer ကိုကျွန်တော်တို့အပြီးတိုင်းချိန်မိုးရမယ်အခြေရောက်ပါပြီလို့ကျွန်တော်တို့ကပွင့်လင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငကိုတွေကယာထားပြီးတာဒါပေမဲ့ကျွန်တော်တို့ယာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လှုပ်ထိုက်တဲ့အရာကျွန်တော်တို့လှုပ်နေတာဒါဒီကြားပြတ်နေအထူးတပ်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ခဲ့တာမဟုတ်ရေးလားဒါပေမဲ့ဒီအဖွဲ့ကဒီအလုံးလုံးရမယ့်အခြေကိုရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုံးလုံးရှိဖြစ်တယ်ဖိအားလည်းမဆိုင်ပါဘူးကျွန်တော်တို့ကိုဘယ်ဖိအားမှမဟုတ်ပါဘူးကျွန်တော်တို့လှုပ်ထိုက်တဲ့အရာမို့လို့ကျွန်တော်တို့ကလုပ်ရတာ